အေမီဆန်ဒန်အနာဂတ်ကိုကြိုသိနေတဲ့မူတန်းရေမြင့်လေဒီမူတန်းလို့ခေါ်တဲ့အသေးစားရေမြင့်လေးကတော့အရင်တလောတုန်းကပဲထိုင်းနိုင်ငံမှာနာမည်တအားကြီးခဲ့ပါတယ်သူရဲ့ပုံပန်းတွင်ပြင်းတဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကြောင့်ဆိုရှယ်မီဒီယာမှာတခဏအတွင်းနာမည်ကျော်သွားခဲ့တာဖြစ်ပါတယ်အခုလဲဒီရေမြင့်ဟာမြန်မာကကြိုသိနေတဲ့ဆိုတဲ့အေမီဆန်ကိုကြော်ပြီးအနာဂတ်ကိုမှန်ကန်စွာခံမှန်းနိုင်တဲ့သူဆိုပြီးကြီးကျူးခံနေရပါတယ်အဲ့ဒါကတော့ဒီနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာဒေါ်နယ်ထရန့်နဲ့ကာမလာဟဲရစ်တို့ဘသူကအနိုင်ရရှိသွားမလဲဆိုတဲ့စမ်းသပ်ချက်တစ်ခုကိုပြုလုပ်ခဲ့ပါတယ်အစားအစာကွက်နှလုံးကိုထရန့်နဲ့ကာမလာတို့ရဲ့နာမည်နဲ့ကိုစီရေးထားပြီးတော့ရေမြင့်လေးတွေစီလာချပေးခဲ့ပါတယ်အဲ့ဒီမှာပဲရေမြင့်ကထရန့်ရဲ့နာမည်နဲ့ကွက်ကိုလာပြီးစားသွားခဲ့ပါတယ်ဒါကြောင့်ဒီရွေးကောက်ပွဲမှာထရန့်နိုင်မလားဆိုပြီးတော့လူတွေဒိုလောစိတ်ဝင်စားစောင့်ကြည့်ခဲ့ကြပါတယ်ထင်တဲ့အတိုင်းပါပဲထရန့်ကကာမလာကိုအနိုင်ရရှိခဲ့ပြီးတော့သမ္မတရာထူးကိုစက္ကန့်သွားခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်ဒီရေမြင့်လေးရဲ့ခံမှန်းချက်ဟာမှန်ကန်ကြတယ်ဆိုပြီးတော့လူတွေနောက်ပြောင်နေကြတာဖြစ်ပါတယ်မြန်မာပြည်ကလူတွေလိုတော့ကြော်ပွဲတွေနဲ့ထိုင်ပြီးမရှိခိုးပါဘူးတဲ့ဗျာ